ကျေးပါမလားယောက်ျားရဲ့လာပါကွာမင်းကလေမင်းတော့နိုင်မမနိုင်တာအဖေနဲ့မေသွားကြမယ်ပြီးပြီသားရဲ့တနေ့အိမ်မကိစ္စရလေလုပ်ပြီးမဲ့လူမရှိငါလည်းမိမယုံမယ်ဟောအိမ်ရှိမှာဘယ်သူတွေပါလိမ့်ရှင်းတော့တကားဖွင့်ပါဦးကွာဟောကြော်ပွဲနဲ့ဘာဖြစ်ကြတော့ကွာဦးအိမ်ထဲယုံမရအောင်အေးကွာကဲစိုးစမ်းပါကြော်ပွဲနဲ့ဘာအကြောင်းတော့ကိုရှင်းအောင်ရဲ့နားနဲ့မနာဖွားနေတာပါကျမတို့သားလေးကရှင်းအောင်လာတောင်းခိုင်းလို့ပါအမလေးအခုချက်ချင်းဒီမင်းမြင်ရဟဲ့ဟုတ်ပါဘူးရောင်းကုန်ပြီဦးကလည်းဗျာတားဦးတကယ်ချစ်တာပါဦးသာလက်ခင်ကောင်းကင်မှာထွက်နေတဲ့နေလုံးသွားဖယ်ဆိုလေဖယ်ပေးပါမယ်အခုတော့ဖယ်လိုက်ငါပူနေလို့ဟိုအဲ့ဒါလေဖျောင်းကြီးငါတောင်အပ်ခဲ့ပြီနော်လုံလေးရှိလို့သွားပြီတေချာအပ်ပါတယ်ရှင်နေကြပါအောင်ဟာဦးကမချစ်တာလားမရအောင်တော့ကျွန်တော်ပဲယူလိုက်တော့အေးပါကွာယူရတော့မှာပေါ့ငါနဲ့ကိုတငယ်ချင်းတောင်းအောင်မလင်းတော့ရတယ်အမလေးကြားမှာကောင်းရသေးရဲ့လားယေးဒါပါငါလင်းကွာဟီဟီညမငါတောက်ပြ